အခုကအစမ်းလားအစ်လား စမ်းလာအောင် စမ်းလောက်မယ်နော်โอเคနော် လေးတိုက်တာဆိုတော့တစ်ချက်တည်းနဲ့လည်းလွတ်လွတ် ဟုတ်တယ်ဂိမ်းလေးနှစ်ခုပြင်ဆင်ထားတယ်နှစ်ခုရှိတယ်ကျွန်တော်လက်ထဲမှာကြိုက်တာနိုင်ပေါက်တဲ့တစ်ခုကဆော့ရမှာ တိုက်တာလိုက်နှစ်ခု နှစ်ခုရဲ့အိမ်မကြိုက်နှစ်ခုရဲ့တစ်ခုနိုင်လို့ပြောတာအဲနံပါတ်2ကြာသွားတယ် ကျောင်းနဲ့တခါတော့ ဟော yes စင်းလုံးလဲမို့အလုံးပြ တစ်ခါတော့တစ်ထောင်ကြိုက်တဲ့လောက်တော့လို့ရတယ်ဒါပေမဲ့ကြာသွားရင်တော့မရတော့ခောက်100ထိလဲကျွန်တော်ပေးမယ်ရတယ် ဘူးနဲ့လားဟိုလို ကြိုက်တယ်လို့ဒူးနဲ့လည်းရတယ်ကိုဒီ6နဲ့လည်းရစမယ်နော်3 2 1 hey It was at this moment that he knew. He fucked up. နောက်တစ်ခါပြန်လုံးမလား လုံးကြည့်လိုက် လုံးကြည့်လိုက်မနော်1 2 3 okay 4လေးတော့ပါခင်ဗျာအခုနဟာလေးပါပဲအရင်ကြီးတော့မခုံနော် စမ်းကြုံမယ် တစ်ခေါက်ဆမ်းပေးမယ်နော်မရဘူး လိုက်စမ်းကြုံ okay 1 2 3 4လေးတော့ပါကျေးဇူးတင်ပါတယ်အခုကအစမ်းလားအစ်လား စမ်းလာအောင် စမ်းလောက်မယ်နော်โอเคနော် လေးတိုက်တာဆိုတော့တစ်ချက်တည်းနဲ့လည်းလွတ်လွတ် ဟုတ်တယ် okay 3 2 1 go 3 4 5 6 sound လားမစမ်းတော့တန်းကြမှာ okay 1 2 3 4 5 6 okay ကိုယ့်ရဲ့နှစ်ဖူးနဲ့ဘောလုံးကို10စက္ကန့်ထိန်းနိုင်ကျွန်တော်1000ပေးမယ်ဟိုး လေးတိုက် မဟုတ်လေဒီလိုလေးပဲလေ ဒီမလဲ 10စက္ကန့်နော်စမ်းကြည့်လောက်နော်ဘယ်လဲဦးပဲ လေးတိုက်နေ လေးတိုက်နေနော်အော်တော့မလား1 2 3ကျူတယ်ပါလေကိုကြီးလားဝေါကတ်တွေအခုကြည့်ပြလား ဟုတ်ကဲ့ကြည့် ဘာဖန်တော့ အာဂျင်တီးနားပေါ့ပြောရမယ် နောက်ဆုံး final မှာအာဂျင်တီးနားနိုင်မယ်ဆိုပြီးအကောင်လုံးကခံမှန်းနေကြတယ်ကိုကြီးဆိုရင် နိုင်မှာပေါ့ဒါလားရောဘာတင်အားပေး ကျွန်တော်ကလားကျွန်တော်အဲ့လိုမရှိပါဘူး ပြင်သစ်ပဲအားပေးပါ final မှာပြင်သစ်နဲ့ဘာနဲ့တွေ့မယ်လို့ထင်တော့ အာဂျင်တီးနာပေါ့ နောက်ဆုံး final ကြတော့ပြင်သစ်ပဲနိုင်မှာ Okay ကြည့်ရတာပေါ့နော်အဲ့တော့ Brother Smooth ရဲ့ Facebook page မှာ तू က World Cup နဲ့ပတ်သက်ပြီးပွဲချုပ်30ချက်တွေ live လင့်နေတာကြာပြီပေါ့နော်အခုဆိုရင်ပြီးအောင်ပြီးတော့မယ် Brother Smooth ရဲ့ဒီအဖုံတွင်းထဲမှာ तू ကနိုင်ငံလန်လေး logo လေးပါတယ်လန် logo လေးတွေ့ရဆိုရင်အဲ့ဒီပွဲချုပ်30ချက်ရဲ့ live အောက်မှာကိုနိုင်မယ်ထင်တယ်ဆိုရင်အတင်းနဲ့မှန်ပြီးတော့ဒီလိုအပြည့်မှန်သွားတယ် तू အထူးလက်ဆောင်တွေလည်းပေးမယ်ပေါ့နော်ဒါဒီကနေ့ကကျွန်တော်လက်ဆောင်ပေးတာပါအထဲမှာပါလဲဆိုတော့အရောက်မှာပဲကြည့်လိုက်တော့ပေါ့နော်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကျေးဇူးပါခင်ဗျာ